နှစ်ပေါင်းထောင်ချီတက်တန်းရှိတဲ့ငွေကြီးတစ်ကောင်ကလမ်းပိတ်ပြီးအလှခံနေတယ်လူကောင်ကဘာမှမစင်စားပဲရိုက်တက်ဖို့လုပ်တာပေါ့ဒါပါကြီးလဲငွေကဥချနေတာလားလို့သူကပြောတယ်အဲ့ဒီလူတိုက်ခိုက်တော့မဲ့အချိန်မှာပဲစိတ်နှလုံးကောင်းရှိတဲ့မျိုးသမီးတစ်ယောက်ကတားလိုက်တယ်စကားပုံတစ်ခုရှိတယ်လေတရိษံကလမ်းပိတ်ရင်တစ်ခုခုထူးခြားတာဖြစ်နေလို့ပဲငွေကအကူအညီတောင်းတဲ့အနေနဲ့ထက်ခါဥချနေတာနဲ့တူနေတယ်ဒီမျိုးသမီးကသတိပေးချက်တွေကိုဂရုမစိုက်ပဲအသိဉာဏ်ရှိပြီးခံစားချက်ရှိတဲ့အဲ့ဒီတတဝါကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်တယ်ရှုမင်အန်မင်းကိုနောက်ကလိုက်ခဲ့စေချင်တာလားဘာဖြစ်လဲဆိုတာလိုက်ကြည့်လိုက်အောင်မယ်ဒီမှာစောင့်နေကြလို့သူမကပြောတယ်ဒါနဲ့ငွေနောက်ကိုလိုက်သွားရင်6ကမ်းပါးတစ်ခုစီရောက်သွားတယ်အဲ့ဒီမှာငွေတွင်းကပြိုကျနေတဲ့ကြောက်တုံးတွေအောက်ပြီးနေတာကိုသူမတွေ့လိုက်ရတယ်ငွေပေါက်လေးတွေအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတာပေါ့မျိုးသမီးကမတွန့်ဆုတ်ပဲအနာတိုးသွားပြီးကြောက်တုံးတွေကိုလက်ဗလာနဲ့ဖယ်ရှားပေးခဲ့တယ်ဒါကြောင့်ငွေပေါက်လေးတွေကိုပယ်တင်နိုင်ခဲ့တာပေါ့ကျေးဇူးတည်တတ်တဲ့ငွေကြီးကပရိတစ်ခုပေးတယ်လို့မျိုးအချိန်ချင်းဦးချပြခဲ့တယ်ဒီကောင်းမှုကမကြခင်မှာကြီးမားတဲ့အကျိုးပေးတော့မယ်ဆိုတာကိုမျိုးသမီးမသိခဲ့ဘူးဒီဗီဒီယိုကိုကြည့်ရတဲ့သူတွေလည်းကံကောင်းခြင်းကြီးပွားချမ်းသာခြင်းနဲ့စည်းစိမ်ဥစ္စာတွေရရှိမှာပါမင်းကိုအစတတောင်းပြန်ပေးဆက်ပါမယ်ငွေတွေကိုကယ်ပြီးအိမ်ပြန်ရောက်တဲ့အခါစစ်ဆေးရေးမှုတစုရုတ်တရက်ရောက်လာတယ်။သူမကုမ္ပဏီကတစ်တီးတွေမှာပိုးသက်ဆေးပမာဏသတ်မှတ်ချက်ထက်ကျော်လွန်နေပြီးလူအများအပြားအစိတ်တင်စေခဲ့တယ်လို့ပြောတာပေါ့။တာဝန်ရှိတဲ့သူမရဲ့တငယ်ချင်းကကြောက်လန့်ပြီးဒူးထောက်မှုယိုတောင်းပန်တော့တာပဲငယ်ရွယ်ပြီးအနာဂတ်ရှိတဲ့တငယ်ချင်းကိုကြည့်ပြီးစိတ်ထားမြင့်နွယ်တဲ့အမျိုးသမီးကတနာသွားတယ်။ဒါကြောင့်အဖြစ်အားလုံးကိုသူမကိုယ်တိုင်အစားဝင်ခံဖို့ဆုံးဖြတ်လိုက်တယ်။ထောင်မကြခင်မှာသူမအယုံကြည်ရဆုံးလူနှစ်ယောက်စီပိုင်ဆိုင်မှအားလုံးအပ်ခဲ့တဲ့ဗန်ရဲ့လုံခြုံရေးတစ်တာထဲမှာ350တန်ဖိုးရှိတဲ့ရွှေတုံးတွေတင်ထားတယ်။အဲ့ဓာတွေကကိုရဲ့တင်တောင်းပစ္စည်းနဲ့ကုမ္ပဏီရဲ့ရှယ်ယာ55%ပဲသူမရဲ့အမွေအနှစ်ကိုကာကွယ်ပေးလိမ့်မယ်လို့မျှော်လင့်ပြီးတငယ်ချင်းဖြစ်သူစောင့်ရှောက်ဖို့စာချုပ်ချုပ်ခဲ့တယ်။ထောင်ဒဏ်10နှစ်အားလုံးပြောင်းလဲသွားပြီးအမျိုးသမီးကတော့လွတ်မြောက်လာခဲ့ပြီးဒါပေမဲ့လွတ်တဲ့နေ့မှာတကားဝမှာလာကြုံမဲ့သူတယောက်မှမရှိဘူး။လင်မယားသမီးနဲ့တငယ်ချင်းလည်းမပါဘူး။ထောင်ထွက်အဖော်ဟောင်းတယောက်ကသူမကိုဂယုဏမရှိလောင်ပြောင်ပြီးနှာခေါင်းရှုံအထင်သေးတာတွေခံခဲ့ရတယ်။ဘဝပြတ်တဲ့အဆက်ကွဲခြင်းကိုကိုယ်တိုင်ခံစားလိုက်ရတာပေါ့။သူမမသိတာကတော့အဲ့ဒီအချိန်မှာငွေကြီးကတနိုင်ငံလုံးအတိုင်းအတာနဲ့အရှိန်အဝါတွေကိုအသုံးချပြီးသူမကိုအသေးအတန်ရှာဖွေနေတာပဲအမှန်တော့သူမကဲခဲ့တယ်မြော့ဒီကနတ်ဖျားတစ်ပါးဖြစ်ပြီးစမ်းသပ်မှုကိုကြာရှုံးလို့ငွေအဖြစ်ပြောင်းလဲနေတာငွေမင်းကြီးစိတ်လျှော့ပါလူနုကထောင်ထဲမှာအမှုအကျင့်ကောင်းလို့တတ်မှတ်ရက်ထက်စောလွတ်သွားတာပါကျွန်တော်တို့မမျှော်လင့်ထားဘူးသူယူကုန်ပန်းဖြေစခန်းကိုပြန်သွားလောက်ပြီးလို့ပြောကြတယ်ငွေမင်းကြီးကသူမလွတ်လာတာသိတာနဲ့အသက်ကယ်ကျေးဇူးကိုဆက်ဖို့ကုလေ1000တန်ဖိုးရှိတဲ့စီးပွားရေးစီမံကိန်းတွေနဲ့ရတနာများစွာပြင်ဆင်လိုက်တယ်နွမ်းပါတဲ့အဝတ်စားတွေပင်ပန်းနွမ်းနေတဲ့ခန္ဓာကိုယ်နဲ့သူမကိုယ်တိုင်တီထောင်ခဲ့ပြီးအခုတော့ဇိမ်ခံအပန်းဖြေစခန်းကြီးဖြစ်နေတဲ့နေရာကိုအမျိုးသမီးပြန်လာခဲ့တယ်ဒါပေမဲ့ကြိုးစိုးမဲ့အစားလုံခြုံရေးဝန်ထမ်းကမှိုက်ကောက်တဲ့သူတောင်းစားအထင်နဲ့နှင်ထုတ်တာခံရတယ်အဝတ်စားတွေဆွဲခါခံနေရတော့ရင်းနှီးတဲ့လူတစ်ယောက်ပေါ်လာတယ်သူမအမြဲတမ်းလွှတ်ဆုတ်ခဲ့ရတဲ့အခုတော့ဒီနေရာရဲ့ဒါရိုက်တာဖြစ်နေတဲ့တငယ်ချင်းမပဲတငယ်ချင်းမကညီအမတန်ရောစင်ပြကွက်ကိုခင်းပြပြီးသူမကိုမမှတ်မိတဲ့လုံခြုံရေးကိုအလုတ်ထုတ်ပစ်တယ်မျိုးသမီးကိုဖတ်ပြီး10နှစ်စာလွမ်းရက်တွေကိုငိုပြတာပေါ့မျိုးသမီးကဒီတုအယောင်နှွေးထွေးမှုမှာလှည့်စားခံလိုက်ရပြီးအားကိုးရပြီလို့ထင်ခဲ့တယ်ရုံးခန်းဟောင်းနဲ့ခေါ်သွားပြီးအထားတဲ့ရှယ်ယာတွေပြန်တောင်းတဲ့အခါတငယ်ချင်းမရဲ့မျက်နှာကချက်ချင်းပြတ်သွားတယ်ယူဖုန်းအမဒီမှာဘာမှထားခဲ့တာမရှိဘူးလို့ပြောတယ်အာလီယန်မင်းစီလွှဲပေးခဲ့တဲ့ကုမ္ပဏီရှယ်ယာတွေကိုပြောတာမေ့သွားတာလားထောင်မကြခင်ကစီမံခန့်ခွဲနိုင်အောင်တမန်ရိုးကျအစုဆက်လုပ်ငန်းရဲ့ရှယ်ယာ55%ကိုလွှဲပေးခဲ့တယ်လေလို့အမျိုးသမီးကတတိပေးတော့တငယ်ချင်းမကလိန်ညာပြောဆိုတယ်သူမထောင်ကြပြီးနောက်ကုမ္ပဏီကဒေဝါလီခံလူနီပါဖြစ်လို့ရန်ပုံငွေရအောင်ရှယ်ယာတွေရောင်းလိုက်ရတယ်တဲ့အမျိုးသမီးမှာဘာမှမရှိတော့ပဲနေစရာတောင်မရှိတာမြင်တော့တငယ်ချင်းမကအလုပ်တစ်ခုပေးဖို့ဟန်ဆောင်ပြီးအတွင်းရေးမှုလင်းအပန်းဖြေစခန်းမှာလက်နေရရှိလားလို့မေးတယ်အခုတော့အားလုံးပြည့်နေပြီလားလို့ဖြေတော့အမယူဖုန်းကကျမတို့လုပ်ငန်းကိုတီထောင်သူပဲနေရမရှိရင်တော့အလုပ်တစ်ခုဖန်တီးပေးရမယ်အတွင်းရေးမှုလင်းအမအတွက်အလုပ်ကောင်းတစ်ခုရှာပေးလိုက်ပါလို့တငယ်ချင်းမကပြောတယ်ဒါနဲ့အတွင်းရေးမှုရဲ့အကြံပြုချက်အတိုင်းကုမ္ပဏီတီထောင်သူကိုအပန်းဖြေစခန်းရဲ့အညစ်ပတ်ဆုံးနဲ့အပင်ပန်းဆုံးအလုပ်လုပ်ခိုင်းလိုက်တယ်ဒါရိုက်တာဟောင်းကအိမ်သာစေးသမားဖြစ်သွားတာပေါ့ဒီကွာခြားချက်ကအမျိုးသမီးအတွက်ရင်ကျိုးစရာပဲပိုခံရခတ်တာကတငယ်ချင်းမကအလုပ်လာစစ်ဆေးပြီးအားလုံးရှေ့မှာဟန်ဆောင်မျက်နှာဖုံးကိုခွာချကရဲဆက်ဆက်နှိမ်ချတာပဲအုံတော့မရှိတဲ့လူအလို့လှောင်ပြောင်ပြီးထောင်ထွက်တယောက်ကသူမရဲ့ညီအမဖြစ်ဖို့မတန်ဘူးလို့ပြောတယ်ပြန်ဆောင်တဲ့ပထမဆုံးအချိန်ကလေးကတငယ်ချင်းမကလှည့်စားနေခဲ့တာဒါပေမဲ့မကြခင်မှာဒီလုပ်ရက်အတွက်တန်ဖိုးအကြီးကြီးပြန်ပေးဆက်ရတော့မယ်ဆိုတာသူမမသိခဲ့ဘူးဒေါသထွက်သွားတဲ့အမျိုးသမီးကအသက်ကျော်လွန်သွားပြီးဒီတငယ်ချင်းမဟာအတိတ်ကလမ်းမေးပြည်တန်းစာဖြစ်ခဲ့တာကိုသူမကပဲစိတ်ကောင်းနဲ့ခေါ်ယူဆောက်ရှောက်ခဲ့တာကိုလူသိရှင်ကြားဖွင့်ချလိုက်တယ်တိတ်ခါကျသွားတဲ့တငယ်ချင်းမကဒေါသချောင်းချောင်းထွက်ပြီးသူမရဲ့စိတ်ကိုတန့်စင်သွားအောင်ဘသူကဆရာလဲဆိုတာသိအောင်အမျိုးသမီးရဲ့ခေါင်းကိုအိမ်သာပုံနဲ့နှစ်ပစ်ဖို့တပည့်တွေကိုအမိန့်ပေးတော့တယ်စူစူလျံနင်ကဆုံးမပဲနင်လုပ်ခဲ့တာတွေအတွက်ပြန်ပေးဆက်ရလိမ့်မယ်ဒါပေမဲ့ကောက်ကျစ်တဲ့တငယ်ချင်းမဟာသူမနှိမ့်ဆက်နေတဲ့အမျိုးသမီးရဲ့နောက်ွယ်မှာမစွတ်စွတ်ဝန်းနဲ့ကြီးမားတဲ့တတော်ဝါကြီးရှိနေတာကိုမသိခဲ့ဘူးအဲ့ဒီအချိန်မှာပဲငွေမင်းကြီးကကုလေ1000တန်ဖိုးရှိတဲ့လက်ဆောင်တွေနဲ့အပြေးလွှားရောက်လာတယ်သူ့ရဲ့ကျေးဇူးရှင်ကိုဘလို့ဆက်ဆံထားလဲဆိုတာသိသွားတဲ့အခါမှာတော့ကြီးမားတဲ့ဒေါသတွေပောက်ကွဲထွက်လာပါတော့တယ်